1 plus city လားပါလားမသိဘူးနော်ဆိုတော့နောက်တစ်ပွဲစပြီလားဆိုတော့ Revo နော် first blood ထပ်ပေးလိုက်ရပြန်ပြီနော်ဆိုတော့ Zoe ကပေးလိုက်ရတဲ့ချက်ဆိုတော့ Federer တို့ပြန်တော့ရလာတဲ့ C club ဆိုတော့ 1 2 3-3 ချိန်နေပဲဘုံဘုံနဲ့ပါထပ်ပြီးတော့ဖြတ်နော်ဘယ်တော့မှမနိုင်ဘူးနော်တွေ့တိုင်းရှုံးတယ်နော် Federer က C club ကိုတွေ့တိုင်း short ခံရတယ်ဆို7-5နော်TR 99နော်9 10ဆိုတော့10 10ဆို11 10ချိန်နေပဲလား K ကတော့အပြန်လန်နေဆိုတော့40-13 70-14နော် 3K အတာဆိုတော့လည်းထိန်းလိုက်မလားအဲ့ဒီပေါ်ရနော်ပေါ်ရနေအပြစ်ခံရမှာနော်ချိန်နေပဲလား22-32နော် K ကတော့ 1K လောက်ပဲတားတော့တာနော်2K တော့ပြန်တော့တာသွားခဲ့တယ်လား baby team ပြန်ညီသွားပြန်ပြီလား28-28ပဲ
ဆိုတော့ 9K ပဲလိုရလားပွဲပြီးဖို့ဆိုတော့ 8K နော်8K ပဲလိုတော့တယ်ဘက်က 11K တော့လိုနေသေးတယ်နော်အော်တော့ no ဘူးရဲ့ AW1 နဲ့5K กว่าပြန်တော့တိုင်းလာခဲ့ပြီလားဒီတော့အကျိတ်နေပဲเนาะအကျိတ်နေပဲ35 36ဖြစ်နေတဲ့ K เนาะ38 2K ပဲလိုတော့တယ်လား1K ပဲလိုတော့တယ်ဆိုတော့ favorite MVP 10เนาะ 1K ဆိုတော့ all Rebo ပဲ